literally, 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 literally. Ya Allah, literally, 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 literally. literally literally ဒီစကားလုံးလေးက pronunciation နှမျိုးနဲ့ထွက်လို့ရပါတယ် American pronunciation နဲ့ဆိုရင် literally literally British pronunciation နဲ့ဆိုရင် literally literally အတန်ထွက်နှစ်ခုလုံးက first syllabus ကို stress လုပ်ပြီးတော့မှအတန်ထွက်ပါတယ်ဒီစကားလုံးလေးရဲ့အဓိပ္ပာယ်လေးကတော့တကယ်ကြီးအရန်ကိုဆိုတဲ့အဓိပ္ပာယ်နဲ့သုံးပါတယ်ခေတ်ပေါ်အသုံးလုံးနဲ့ပြောမယ်ဆိုလို့ရှိရင်ကိုပြောတဲ့စကားအသုံးလုံးကိုပို့ပြီးတော့မှလေးနက်အောင်လို့ emphasize လုပ်ပြီးပြောတဲ့သဘောအနေနဲ့သုံးပါတယ်ဥပမာ sentence အနေနဲ့ဆိုရင် I literally just woke up ငါအခုလေးဒီမှာကိုတကယ်ကြီးနိုးတာကိုပို့ပြီးတော့မှ emphasize လုပ်ပြီးတော့ literally ဆိုတဲ့ပုံစံနဲ့သုံးလိုက်တာပါနောက်ထပ်ဥပမာအနေနဲ့ဆိုရင် This video is very funny I literally dying of laughterဒီဗီဒီယိုကအရင်ရည်ရတာပဲငါဖြင့်ရည်ရလို့သိတော့မယ်တကယ်တမ်းတော့မသိဝါဘူးဒါပေမဲ့အထူးပြုပြီးတော့ emphasize လုပ်ပြီးတော့ literally ကိုသုံးပြီးတော့ပြောရတာဖြစ်ပါတယ်ဆိုရင်အတန်ထွက်လည်းထွက်တတ်မယ်လို့မျှော်လင့်ပါတယ်သုံးတတ်မယ်လို့လည်းမျှော်လင့်ပါတယ် I hope you like the video thanks for watching bye bye